နိုဘီတာကတငယ်ချင်းတွေအားလုံးကိုစုပြီးမိုနိုပိုလီမနာပိုလီကစားဖို့ခေါ်လိုက်တယ်ဒီဂိမ်းကတကယ်နေရာတွေကိုပါခီးသွားလို့ရတဲ့ဂိမ်းမျိုးပေါ့အဲ့ဒီအချိန်မှာပဲဆက်ရုပ်တရုပ်ဘဲကမှန်မသိပေါ်လာပြီးနိုဘီတာကိုအန်ဆာတုံးတစ်ခုပေးခဲ့တယ်နိုဘီတာကစီကန်းတွေကိုတေချာနားမလဲတာနဲ့ပဲအန်ဆာတုံးကိုခတ်ပေါ်ပေါ်ပဲပြစ်လိုက်မိတယ်ပထမဆုံးအလှည့်မှာဒေခိဆူဂျီက6ကနန်းကြလို့ရှီဇူကာနဲ့အတူနီကိုတိုရှိုကိုနေကတာရှောက်တို့ဖះเจ้าစီကိုအတူတူထွက်ခွာသွားကြတယ်ကျန်တဲ့သူတွေကတော့စက်မက်ကစက်ခရင်ကြီးကြီးပေါ်မှာသူတို့ကိုကြည့်နေရတာပေါ့အဲ့ဒါကိုမြင်တော့နိုဘီတာကမနာလို့ဖြစ်သွားတယ်ဒုတိယအလှည့်မှာတော့ဂျီယန်က9ကနန်းရသွားတယ်တတိယအတွဲဖြစ်တဲ့ယာစုအိုနဲ့ဟာရူကတော့4ကနန်းရခဲ့တယ်နောက်ဆုံးနိုဘီတာအလှည့်ရောက်တော့တကနန်းပဲကြတာကြောင့်သူတော်တော်လေးစိတ်ပြတ်သွားရတယ်အဲ့ဒီအချိန်မှာယာစုအိုကဟော့ကိုင်းတို့ကိုတွားဖို့လေရင်ပေါ်ရောက်နေပြီလေဆူမီအိုကဒေါသတကြီးနဲ့ဘာလို့သူတို့ကလေရင်စီးလို့ရတာလဲလို့မေးခွန်းထုတ်တော့တာပေါ့အန်ဆာတုံး၄ကနန်းနဲ့ထက်ကြရင်တဲယူပို့ဆောင်ရေးရင်ပြောင်းလဲလို့ရတယ်လို့ဆက်ရုပ်ကရှင်းပြတယ်ဒါပေမဲ့မမျှော်လင့်ပဲဆူမီအိုကတစ်သားရေကန်ကြီးနဲ့ပြောင်းသွားရတယ်ယာစုအိုကတော့လေရင်နဲ့ဟော့ကိုင်းတို့ကိုအရင်ဆုံးရောက်ပြီးအလှည့်ပြောင်းဂိတ်ကိုရောက်တဲ့ပထမဆုံးအသင်းဖြစ်သွားတယ်နိုဘီတာလည်းဟော့ကိုင်းတို့ကိုရောက်သွားတဲ့အချိန်မှာပဲစကရင်ပေါ်မှာယာစုအိုတို့ငရဲခန်းရောက်နေပြီးကပ်ပေးနဲ့ဖျားဖလိုက်ကနဲ့တွေ့နေတာကိုမြင်လိုက်ရတယ်သူတို့တွေကတနေရာထဲမှာပဲတဝဲလေလေဖြစ်နေကြတာပေါ့ဒိုယေမွန်လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ရှီဇူကာနဲ့ဒေခိဆူဂျီတို့ရောက်နေတာကိုတွေ့လိုက်ရတယ်ဆူမီအိုကတော့ကရက်လေခဲလှော်ရင်းရေထဲပြုတ်ကျသွားလို့မစ်ရှင်ရှုံးသွားပေမဲ့လူလဲခွင့်ရသွားတယ်အဲ့ဒီမှာပဲရှီဇူကာကပျောက်သွားပြီးဂျီယန်ကဒေခိဆူဂျီရဲ့နောက်မှာပေါ်လာတော့တာပဲစကရင်ပေါ်မှာဆူမီအိုကကန်ဆိုးစွာနဲ့ကပ်ပေးနဲ့ဖျားကိုလွှတ်ပေးလိုက်မိလို့အဲ့ဒီနဲ့ဖျားကရှီဇူကာကိုဖမ်းသွားပြီးနိုဘီတာနာကိုခေါ်သွားတယ်ပြီးတော့ဒိုယေမွန်ကိုပါပြန်ပေးဆွဲသွားပြန်တယ်နိုဘီတာနဲ့ရှီဇူကာတို့ဒိုကိုအွန်စင်ဒေါကဝမ်ဆန်ကိုရောက်တဲ့အခါရှီဇူကာကရေချိုးချင်ပေမဲ့နိုဘီတာကတော့ကစားကွင်းသွားချင်နေတယ်နိုဘီတာကရှီဇူကာဆန္ဒကိုဂယုမဆိုင်ပဲအန်ဆာလုံးကိုခောက်လိုက်လို့နှစ်ယောက်သားစကားများကြတော့တာပေါ့အဲ့ဒီအချိန်မှာပဲကပ်ပေးနဲ့ဖျားကဒိုယေမွန်နဲ့အတူပေါ်လာပြီးရှီဇူကာကိုထပ်ဖမ်းသွားပြန်တယ်ဆူမီအိုကသူ့ပဲနောက်ဆုံးမှာအနိုင်ရမှာပါလို့ကြုံသွားပြီးလောင်းကြီးထပ်ဖို့ပြောလာတယ်ဒါနဲ့နိုဘီတာနဲ့ဆူမီအိုတို့အပြိုင်ဆိုင်လိုက်ကြတော့တာပေါ့နှစ်တင်းလုံးအန်ဆာလုံးတွေအဆက်မပြတ်ခောက်ကြရင်းနဲ့နောက်ဆုံးမှာတော့ဂျီယန်ကနှစ်ကနန်းကြပြီးပန်းတိုင်ကိုအရင်ဆုံးရောက်သွားတယ်နိုဘီတာအတင်းရှုံးသွားပြီလို့ထင်နေချိန်မှာပဲဆက်ရုပ်ကပြန်ပေါ်လာပြီးတကယ်ဂိမ်းကအခုမှစတာပါဘာလို့လဲဆိုတော့ဒီဂိမ်းကအချီပေါင်း65ချီထိကစားရမှာမို့လို့ပါတဲ့